အောင်လို့လောက်ကြအောင်မြန်ဟာသားအေးတိတ်လောက်တာသိလားအဲကျွန်တော်ပထမအဲ့အင်တာဗျူးကိုမြင်နေဗျာဒီတိုင်းပဲသိရမလားဟိုခဏလေးကြည့်လိုက်တယ်ကြော်လိုက်တယ်ဒါပေမဲ့ဗျာတေးသေးချာချာကြည့်ရလူကတေးသေးချာချာကိုပြန်တင်ထားတာဘေးကရိုက်ထည့်လူကလေကျွန်တော်ပထမအင်တာဗျူးမြင်နေပါဗျာဒါအဲ့အင်တာဗျူးဖြေထားရင်မင်းသမီးကိုပဲတင်ထားတာလေမီဒီယာတွေကအခုကဘေးကတက်ရောက်ထားတဲ့လူကပြန်တင်တာမေးရလူနဲ့ဖြေရလူနဲ့လုံးဝမဟန့်နေရောဘာလဲဆိုတော့အင်တာဗျူးရဲ့လူကလည်းမှတ်နေဖြေရင်ဖြေချင်တယ်ငါတောင်းဝင်ရငါမေးရတာတိတ်ကြောတဲ့နေမှာမဟုတ်ဘူးတဲ့ပုံစံမျိုးဖြေရလူကလည်းကျွတ်ဆက်ဆက်ဘာဒီမှမသိဘူးဗျာတရားတကူကရမလားအင်တာဗျူးတဲ့လူလုံးဝကြိုက်တာမကြည့်ကြော်ပြမယ်ကြည့်ကျွန်တော်မဖြေချင်တော့အဲ့လိုမငိုချင်တော့မဖြေချင်တော့ငါစိတ်ကိုလာမပြောဟုတ်ကဲ့အဲ့တော့ဒါလေးဟိုအတူတူဟိုပြောပြောโอเคဆုံးရှုံးနေတာမို့အရန်ကြီးရပေါ့နော်အကိုသူ့ကျမ်းမာရေးကကျွန်တော်တို့နဲ့မဆိုင်ပေါ့နော်သူ့ကျမ်းမာရေးကသူ့နဲ့ပဲဆိုင်တယ်အကိုရန်တော်ခဲ့တယ်ပေါ့နော်ရှားပါမယ်ရန်တော်လာတယ်ကိုဒါပေမဲ့အဲ့လိုဆုံးရှုံးသွားအဲ့လိုထွက်သွားတော့ကျွန်တော်လက်မခံနိုင်ပြီးတော့ဆိုအရန်ခံစားကျွန်တော်ဘယ်လိုစတဲ့တာတပတ်ပဲရှိသေးတယ်ကျွန်တော်အရန်ခံစားနေရတယ်ကျွန်တော်ဒီလိုလာလို့ရှိရင်လုံးဝမငုံဘူးလို့တတိယနဲ့ချလာတယ်ဒါပေမဲ့ကျွန်တော်ငုံနေတာမလုံနဲ့လို့ပြောတာမေးတဲ့ဘေးခုပဲမေးရလို့အဲ့ကြောင့်ပြောတာဟုတ်ကဲ့သူတို့ကကျွန်တော်ကိုညာတယ်လို့ပဲထင်တာလားယူနေတယ်လို့ပဲထင်တာလားကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ဆရာမတယောက်ပါเนาะကျွန်တော်အခုဒီကိုရွှေချိုမှာကျွန်တော် charge လုပ်မှာပါအဲ့ကြောင့်လို့ရှိရင်ကျွန်တော်မေးတဲ့မေးခွန်းကဖြေတယ်အောင်စူးစမ်းတာပါเนาะကျွန်တော်ကစောက်စရာကြီးဖြစ်တဲ့အတွက်စောက်မေးခွန်းတွေကိုစောက်ကြမ်းကြီးတွေပဲမေးမှာเนาะကြိုပြောထားတယ်ဖြေနိုင်အောင်ဖြေပါဘာလာပြောတာတတိရှိရလို့မေးတိတ်ဖို့တာပြထားလိုက်ဘာမေးချင်တယ်လဲဆိုတာရင်ထဲမှာသူရှိရလေတတိရှိရလို့မေးလို့ပြောပြလိုက်နော်ငါစိန်ခေါ်တတ်တယ်โอเคထားလိုက်ပါတော့ let it be เนาะအခုဟာဒီအကိုကောင်းရတုကတိလာပါစီကျွန်တော်ငယ်စဉ်တောင်ကြီးကလေးဘွားတဲကနေပြီးတော့တစ္ဆာဆိုပြီးအလုပ်လုပ်တဲ့မိန်းမဖြစ်တယ်ကျွန်တော်ပြုတ်သမျှအများကြီးပဲဖះเจ้าကန်တိမ်စိတ်ချက်ပရာဟိတဘာညာတာတကနေကြကွာစီအကုန်လုပ်ပါတယ်ကျွန်တော်နာကူကဆီယာမဖြစ်ပါတယ်တရားအင်ပတန်ဟောတဲ့မိန်းမဖြစ်ပါတယ်ကျွန်တော်ဒီဦးကျော်ဟင်းရဲ့ညီမအရင်တပွဲနေခဲ့တော့မိန်းမဖြစ်ပါတယ်နော်အဲ့လိုဆိုရင်သဘောပေါက်မှာကျွန်တော်စိန်ကုန်ဒီဂိုင်းတော့မဟုတ်ပါဘူးဒါပေမဲ့ဒီရဲ့ပို့ဆိုတဲ့ဂိုင်းတော့ဖြစ်ခဲ့ပါတယ်မကြောက်နဲ့မိုးပေါ်ထောင်ပြတာအဲ့တော့အခုပြုတ်သမျှဒါနကုသိုလ်တိလကုသိုလ်ဘာဝနာကုသိုလ်အစုစုကိုအကိုမြင့်မြတ်တဲ့ဘုံဘဝကနေသိပါစေမြင်ပါစေကြားပါစေအကျွန်ုပ်ပြုတ်သမျှကုသိုလ်အားလုံးကိုအမျှပေးပေးပါတယ်အကိုတာရုခေါ်ပေးပါအားလုံးတာရုခေါ်လိုက်တာဒုဘယ်လိုလုပ်မလဲဘယ်လိုလုပ်မှာတော့အင်တာဗျူးနေနဲ့ကောက်ထူတော့မယုံနဲ့ဗျာတကယ်ခင်ဗျာဟိုကျန်တဲ့နေရာမကြီးရဘူးကျန်တဲ့နေရာကိုမကြီးရဘူးအဲ့ view နေတဲ့တောက်လျှောက်ကြည့်နေတဲ့သူ့ရဲ့ဝါတော်နဲ့အမကြည့်နေတဲ့မျက်လုံးကြီးကလုံးဝစားတာနော်လုံးဝစားတာဟိုမေးလဲမေးသေးတယ်စိတ်မရှိဘူးသိရမလားမေးနေတဲ့အပိုင်းနဲ့ကောက်ရိုက်ဖို့ပဲတစားဒီနေပုံစံနောက်တစ်ခုကဘာလဲတော့နောက်တစ်နေရာကိုအင်တာဗျူးရရှင်မှာအားလုံးတာလူခေါ်လိုက်အေးဝါတိတ်တိတ်မရိုးရဘူးလို့လောက်ကြအောင်